ရွေးကောက်ပွဲကျင်းပမယ့်နေ့မှာဆန္ဒမဲပေးနိုင်ဖို့မဲရုံကိုနနက်6 နာရီကနေညနေ4 နာရီအထိဖွင့်လှစ်ထားမှာဖြစ်ပါတယ်။ဆန္ဒမဲပေးသူတို့ဟာမဲ3 မဲပေးရမှာဖြစ်ပါတယ်။ပြည်သူ့လွှတ်တော်အတွက်တစ်မဲအမျိုးသားလွှတ်တော်အတွက်တစ်မဲနဲ့တိုင်းဒေသကြီးနဲ့ပြည်နယ်လွှတ်တော်အတွက်တစ်မဲတို့ပဲဖြစ်ပါတယ်။ဆန္ဒမဲပေးသူဟာတိုင်းရင်းသားလူမျိုးလွှတ်တော်ကိုယ်စားလှယ်မဲပေးခွင့်ရှိတဲ့တိုင်းရင်းသားလူမျိုးဖြစ်ရင်တိုင်းရင်းသားလူမျိုးလွှတ်တော်ကိုယ်စားလှယ်အတွက်နောက်ထပ်မဲတစ်မဲပေးရမှာဖြစ်ပါတယ်။မဲပေးပုံဆန္ဒမဲပေးသူဟာမဲရုံကိုရောက်တဲ့အခါမဲရုံမှာကတ်ထားတဲ့မဲစင်းမှာမိမိအမည်ပါမပါကိုအရင်ဆုံးစစ်ဆေးရမှာဖြစ်ပါတယ်။အဲ့ဒီနောက်မှာတော့တက်တီကန်ကတ်တစ်ခုခုကိုပြပြီးမဲစင်းစာရွက်မှာလက်မှတ်ထိုးရမှာဖြစ်ပါတယ်။ဆန္ဒမဲလက်မှတ်ထုတ်ပေးသူထံကနေဆန္ဒမဲလက်မှတ်ကိုထုတ်ယူရမှာဖြစ်ပါတယ်။ဆန္ဒမဲလက်မှတ်ထုတ်ယူပြီးနောက်မှာလျှို့ဝှက်ဆန္ဒပြုခန်းကိုသွားပြီးမိမိနဲ့တက်တဲ့ကိုယ်စားလှယ်လားအမည်နဲ့တစိမ့်ဘေးမှာရှိတဲ့ကွက်လက်မှာအမှတ်သားပါတဲ့တစိမ့်တုံးကိုနှိပ်ပြီးဆန္ဒပြုရမှာဖြစ်ပါတယ်။ဆန္ဒပြုပြီးတဲ့နောက်မှာတော့မဲလက်မှတ်တွေကိုသက်ဆိုင်ရာလွှတ်တော်မဲပုံးတွေကိုမိမိကိုယ်တိုင်သွားထည့်ရမှာဖြစ်ပါတယ်။ခိုင်လုံမဲနဲ့ဘယ်မဲများခိုင်လုံမဲများကိုယ်စားလှယ်လောင်းဦးကိုသာဆန္ဒပြုထားကြောင်းထင်ရှားတယ်မဲအမှတ်သားပါတဲ့တစိမ့်တုံးဟာရောင်းမြတ်ဘေးတိုက်ဖြစ်နေပေမဲ့ကိုယ်စားလှယ်လောင်းဦးကိုသာဆန္ဒပြုထားတယ်မဲအမှတ်သားပါတဲ့တစိမ့်တုံးရဲ့အကွက်6 ကွက်မှာအနည်းဆုံး5 ကွက်ဟာကိုယ်စားလှယ်လောင်းဦးရဲ့အကွက်အတွင်းသာကျရောက်တယ်မဲကိုယ်စားလှယ်လောင်းရဲ့အမည်ပေါ်မှာရိုက်နှိပ်ဆန္ဒပြုထားတယ်မဲကိုယ်စားလှယ်လောင်းရဲ့ပါတီအမှတ်တစိမ့်ပေါ်မှာရိုက်နှိပ်ဆန္ဒပြုထားတယ်မဲကိုယ်စားလှယ်လောင်းဦးကိုသာဆန္ဒပြုထားကြောင်းထင်ရှားတယ်မဲတစိမ့်တုံးတစ်ချိန်နဲ့အထက်ရိုက်နှိပ်ထားပြီမဲ့ကိုယ်စားလှယ်လောင်းတူဦးကိုသာဆန္ဒပြုထားတယ်မဲ့ပထမတစိမ့်တုံးအကွက်ဟာကိုယ်စားလှယ်လောင်းတူဦးအတွက်ဆန္ဒပြုထားပြီးဒုတိယတစိမ့်တုံးရဲ့6 ကွက်မှာ5 ကွက်ဟာရင်းကိုယ်စားလှယ်လောင်းရဲ့အကွက်အတွင်းမှာသာကျရောက်တဲ့မဲတို့ဖြစ်ကြပါတယ်ပယ်မဲများမည်သူအားဆန္ဒပြုထားသည်ကိုဆုံးဖြတ်ရခက်တော်မယ်။မည်သူအားဆန္ဒပြုထားသည်ကိုဆုံးဖြတ်ရခက်တော်မယ်။ဆန္ဒပြုရမယ့်အကွက်ပြင်ပမှာဆန္ဒပြုထားရမယ်။စုပ်ပြဲနေရမယ်။မဲယုံမှုလက်မှတ်မပါရမယ်။လုံးဝဆန္ဒပြုမထားရမယ်။အစွန်ထင်ပါရမယ်။အမှတ်အသားပြုထားရမယ်။ကိုယ်စားလှယ်လောင်းတဦးထပ်ပို့ပြီးဆန္ဒပြုထားရမယ်။ကိုယ်စားလှယ်လောင်း2 ဦးအားဆန္ဒပြုထားရမယ်။ပထမတစိမ့်တုံးအကွက်ဟာလွတ်တော်ကိုယ်စားလှယ်2 ဦးအတွက်ဆန္ဒပြုထားပြီးဒုတိယတစိမ့်တုံးအရာရဲ့6 ကွက်မှာအနည်းဆုံး5 ကွက်ဟာအခြားကိုယ်စားလှယ်လောင်း2 ဦးရဲ့အကွက်ပေါ်မှာကြားရောက်နေတဲ့မဲတို့ပဲဖြစ်ပါတယ်။ဒီမိုကရေစီရှင်သန်ဖို့အားလုံးပါဝင်နေပြီဆို